မင်္ဂလာပါခင်ဗျကျွန်တော်အခုပြောချင်တာကတော့ဒီ player ကျင့်ဝတ်ပေါ့ player ကျင့်ဝတ်ဆိုတာကဒီကောက်သီးသမားတိုင်းမဖြစ်မနေလိုက်နာမယ်ကျင့်ဝတ်ကလေးပေါ့ဆိုတော့ကျွန်တော်တို့ကွင်းကိုသွားတယ်အချင်းချင်းမိတ်ဆွေချင်းချင်းပဲဖြစ်ဖြစ်ဒီဇိုင်းနဲ့ရိုက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေက respect ပေါ့ respect လုပ်ရမယ် welcome လုပ်ရပါမယ်ဟိုမိတ်ဆွေရဲ့အချင်းချင်းကိုနောက်တစ်ယောက်ကကိုကမသိရမိတ်ဆွေတစ်ယောက်ပါလာပြီဆိုလို့ရှိရင်ဂျာကန်မိတ်ဆွေကတစ်ဆင့်မိတ်ဆက်ပေးဖို့လိုတယ်ဟာလားကျွန်တော်ဘယ်သူပါကျွန်မဘယ်သူပါဆိုပြီးတော့မိတ်ဆက်ပေးဖို့လိုတယ်ဆိုတော့အဲ့လိုမိတ်ဆက်ပေးပြီးသွားလို့ရှိရင်ဘယ်လိုချင်းချင်းဘယ်လိုဆက်သွယ်ကြမလဲပေါ့ဆိုတော့ဟိုတယောက်တစ်ယောက်မသိတဲ့အတွက်ဂျာလူကမိတ်ဆက်ပေးလိုက်ပြီးငါတို့အတူတူရိုက်ကြရအောင်ဟုတ်ပြီးရိုက်မယ်ဆိုတဲ့အခါမှာ handicap တွေပြောကြမယ်ကျွန်တော်ကဘယ်လောက်ပဲရိုက်နိုင်တာကျွန်မကဘယ်လောက်ပဲရိုက်နိုင်တာပြောကြပါမယ်ပြောကြတဲ့အခါမှာတစ်ဖက်လို့အထင်သေးမသွားအောင် honest ဖြစ်ပါကျွန်တော်ကအခုမှဘယ်နှစ်နှစ်သားပဲရှိသေးတယ်ဘယ်နှစ်လသားပဲရှိသေးတယ် honest ဖြစ်အောင်လုပ်ပါအဲ့တိုင်းပြောလိုက်လို့ရှိလို့ရှိရင်ကိုယ့်ထက်ဝါရှင်းတဲ့ player တွေကသဘောပေါက်ပြီးတွဲခေါ်သွားပါလိမ့်မယ်ဆိုတော့ဟိုတွဲခေါ်တဲ့အခါမှာလည်းသူတို့ကဟိုအချင်းချင်း do and don't လေးတွေပေါ့ do and don't လေးတွေတင်သွားမယ်ဟိုဥမာကိုကဟို club တစ်ခုကိုသွားမယ်ဆိုလို့ရှိရင်ဒီ club ရဲ့စီကန်းကဘာရှိလဲသူက club တိုင်းမှာစီကန်းရှိရဗျဟို rangoon ဆိုလဲ rangoon ပေါ့ပန်းလိုက်ဆိုလဲပန်းလိုက်ပေါ့ဘာမှဆိုလဲဘာမှပေါ့ဆိုတော့ဟိုကိုင်းတိုင်းမှာသူ့ရဲ့စီကန်းလေးတွေရှိရလိုက်နာရမယ် player တွေလိုက်နာမယ်စီကန်းရှိရတချို့ club တွေဆိုရင် gym ပေါင်းပြီးမပေးဘူးဒါ club ထဲမှာမပေးတာဆိုတော့ဒီ tennis band မပေးဘူးအတိုတွေမပေးဘူးစွတ်ကြဲမပေးဘူးဟလာဂျိုင်းပြက်ဆိုအဝေးကြီးပဲဒီ round နဲ့တောင်ဒီဘက်ခေတ်ကြမှာကျွန်တော်တို့ကဝတ်တာတွေ့တာအရင်ကျွန်တော်တို့စားရတဲ့အချိန်မှာဆိုရှင် collar မပိုင် club ထဲပေးမထိုင်ဘူးတချို့ညက်ဖက်နဲ့မပေးဘူးဆိုတော့ဒါလေးတွေကိုသူ့ရဲ့ဒီ club ရဲ့ rule လေးတွေကိုလေ့လာရမယ်လေ့လာတဲ့အခါကျတော့ကိုကလည်းမဖြစ်မနေလိုက်ဖို့လိုတယ်လိုက်လုပ်ဖို့လိုတယ်ဆိုတော့ဒီ club တွေမှာချမှတ်ထားတဲ့စီမီစီကန်ဟို fairway sorry club house ထဲမှာဒီ naked သွားလို့မရဘူးဟုတ်လားဟိုအရင်တော့ဆိုပြဿနာအများကြီးတက်ကြတယ်ဟိုကိုရီးယားတို့ဂျပန်တို့သွားဒီသူတို့ရဲ့ဒီ locker room ထဲမှာ naked သွားတဲ့ဟာစားထုတ်ပြီးတော့တားရတဲ့အဆင့်ဖြစ်တာဆိုတော့ယဉ်ကျေးမှုချင်းမတူကြအောင်သို့တော့ကျွန်တော်တို့ရဲ့ player တွေအကုန်လုံးကဒီ club ကချမှတ်ထားတဲ့စီကံကတော့မဖြစ်မနေလိုက်နာမှတင့်တော်တာဗျဆိုတော့ဟို gentleman game ဖြစ်တာလဲပါတဲ့အလျောက်ကျွန်တော်တို့ကနေတာထိုင်တာဝတ်တာစားတာကအစဟို decent ဖြစ်ရမယ်တသက်ရဖြစ်ရမယ်စမတ်ကြနေရဟိုဆိုတော့ဒီ OG ဟစ်ချက်မပြောရဘူးတစ်ဖက်နဲ့တစ်ဖက်ဟိုစူညံလို့မရဘူးစူညံခွင့်ကတော့ဟို golf club တိုင်းကခွင့်ပြုချက်ကတိတ်အများကြီးမပေးထားဘူးဗျအများကြီးစူညံအုံထားပြီးတော့စူညံနေလို့လည်းမရဘူးဆိုတော့ club ကစီမင်းလေးတွေအဓိကလိုက်နာစေခြင်းတယ်ပြီးတော့ကွင်းထဲမှာလည်းဒီတချို့အတွက်တွေ beginner တွေဘာတွေကပိတ်ရ holiday မှာရိုက်မိတဲ့အခါကြလို့ရှိရင်လည်းသူတို့လည်းနားလည်ပေးပါသူတို့ကြော်ခြင်းလို့ရှိရင်ဒီ player အချင်းချင်းပြောထားတဲ့စာလို့ရှိရင်ကိုယ့်ရဲ့ carry ကိုသွားပြီးတော့ပြောခိုင်းတာကပိုတင်တော်တယ်အဲ့ဒါမှမရဘူးဆိုလို့ရှိရင်လည်း referee ခေါ်ပေါ့ဆိုတော့ခုနောက်ပိုင်းကကွင်းတိုင်းမှာ referee ကွင်းတိုင်းနီး referee ထားကြပါတယ်ဒီအတွဲပိတ်တဲ့အခါကိုရှင်းဖို့အတွက်ကို referee တွေထားပေးရဆိုတော့ပိုအဆင်ပြေတယ်ဆိုတော့ဒီရှေ့ရအတွဲကလည်း तू မတက်တာလို့သာ तू က slow play ဖြစ်နေတာ तू ကလည်းမထိနေဘူးဆိုတော့ကိုကသွားပြီးတော့ push လုပ်စရာမလိုဘူးလေဆိုတော့တစ်ချင်းဆောင်နှစ်ချင်းဆောင်လိုက်လို့ရှိရင် तू က तू ကောက်သိနေတယ်လို့ထင်ရင် तू ကောက်သွားလိမ့်မယ်ပေးကြော်သိနေတယ်လို့ထင်ရင် तू ပေးကြော်လိမ့်မယ်ကိုကအတင်းတွန်းပြီးတော့ तू ကလည်းသူ့ရဲ့အရှိမှလည်းအတွဲပိတ်နေတယ်ကိုကလည်းအနောက်ကစောင့်နေတယ် तू ကလည်းမထိတော့ဘူးဆိုတဲ့အချိန်မှာအတင်းကြော်လဲကိုကရှိမှတော့ပိတ်မှာပဲဘလို့မှအဆင်မပြေဘူးဆိုတော့ဟိုပြောရရင်တော့အချင်းရလို့ကောက်ကွင်းနဲ့လာရိုက်ကြတာပဲဆိုတော့ဟို patient ပေါ့ဟိုကြော်ခွင့်တောင်းမယ်ခွင့်တောင်းမယ်ဒါမျိုးလေးတွေကပို့ပြီးတော့အဆင်ပြေဟိုစကားတွေခွန်ကြီးကွန်းကျဲများတာကတော့တိတ်တော့အဆင်မပြေဘူးပေါ့ဆိုတော့ဒီမဖြစ်မနေလိုက်နာမယ်ဟာလေးတွေကကွင်းစီမီစီကန်လေးတွေအကုန်ရှိရဗျအဲ့ဒါလေးတော့ဟိုစောင့်ထိန်စေခြင်းတယ်အဲ့လိုပဲ driving range တွေမှာလည်းဟိုစောင့်ထိန်ရမယ့်စီကန်လေးတွေရှိရပေါ့ဆိုတော့ player တယောက်ရိုက်နေဆိုလို့ရှိရင်ကျွန်တော်တို့ကအနောက်ကဖြတ်ရင်တော့မှ तू driver ရိုက်နေလို့ရှိရင်ကျွန်တော်တို့ကခြေလမ်းမှာတုံသွား तू ချိန်နေ तू ဆွဲတဲ့ချိန်နဲ့ကိုလှမ်းတဲ့ချိန်နဲ့ကွက်တိဖြစ်သွားမှာဆိုတော့
သူညွန့်သွားမှာဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကဒီဖြတ်မဲ့ဆိုရင်တော့မှဒီ player ကပြီးပြီလားရိုက်ပြီးပြီလားတစ်ချက်ကြည့်ရသေးတယ်ကြည့်ပြီးတော့မှရက်နေရတာပြီးတော့မှဖြတ်သွားဒါတော့ driving range ပဲအောင်ဆိုတော့အတန်ကြဲပြောဖို့ဆိုတာကတော့ဟိုကိုကတော့တိတ်ပျော်နေပြီမဲ့တစ်ဖက်လူကတော်တော်အနှောက်အယှက်ဖြစ်သွားလိမ့်မယ်ဆိုတော့ driving range မှာလည်းစီကန်းကအများများတယ်တချို့ range တွေကစာရေးထားတာရှိတယ်တချို့ range တွေကစာမရေးထားဘူးသို့တော့ခင်ဗျာ player လုပ်မယ်ကစားမယ်ဆိုလို့ရှိရင်တော့ဒီစီကန်းကမလိုက်နာခြင်းနဲ့လိုက်နာရမယ်မသိခြင်းနဲ့သိရမှာဆိုတော့စီမီစီကန်းလေးတွေကရှိတယ်ဆိုတော့ဒီအချင်းချင်းတင်တာလို့ဟိုအချင်းချင်းတင်တာကတော့ကျွန်တော်အနေနဲ့ကတော့အများကြီးတော့မပြောခြင်းကိုယ်တိုင်ကလည်းနီးပြဖြစ်နေတဲ့ခါကျတော့ဟိုငါနဲ့လာမတင်လို့ပြောတာလားလဲကျွန်တော်အဖြစ်မခံနိုင်ဘူးကိုယ့်ကဘလို့တင်တယ်ကျွန်တော်တို့ကပြဿနာမရှိဘူးသို့တော့ဘေးကကြည့်ရတဲ့ခါကျတော့မသိတဲ့လူမတက်တဲ့လူကမရိုက်တတ်တဲ့လူကတင်တယ်သူကြည့်တော့ကောက်ပြီးတရားလောက်သွားပြီးတော့သူကတခြားလူပြန်တင်တယ်ဆိုတော့လည်းတိတ်မဟုတ်သေးဘူးဗျဆိုတော့ဟိုရိုးသားပြောရမယ်ဆိုလို့ရှိရင်တင်ကြားခြင်းကဖြက်လန်းပဲဟိုတက်ချင်တင်လိုက်တာပုံမြန်တာပေါ့ဆိုတော့ဟိုတစ်ဖက်လူကလည်းစေတနာနဲ့ပြောတယ်ဆိုပေမဲ့တစ်ဖက်လူကလည်းအဆင်မပြေနေဘူးကျွန်တော်အဆင်မပြေရအများကြီးတွေ့ရတယ်ဆိုတော့ဒီ driving range မှာလည်းဒီအတန်ကြဲပြောတာတို့ကိုယ်မခေါ်ပဲသွားပြီးတင်ပေးတာတို့ဟုတ်လားဘီယာတောက်ပြီးအော်ဟစ်နေတာတို့တချင်းကြီးဖွင့်လာတာတို့ဖုန်းတွေအကျယ်ကြီးပြောတာတို့ဆိုတာဒါကဟိုကျန်တဲ့ player တွေအားလုံးသူကအနှောက်အယှက်ဖြစ်တယ်ဟိုမပြောမဲ့တာမပြောတာသူတို့ကြည့်ရကြည့်ရမင်းကဘလို့စိတ်နဲ့ကောက်သီးလာရိုက်နေတာလဲဘလို့အဆင့်နဲ့ကောက်သီးလာရိုက်နေတာဆိုတော့အဲ့မှာအဆင့်တစ်ခါတည်းခွဲပြစ်တာဆိုတော့ဟိုမသိစိတ်ကဟိုမကောင်းတဲ့လို့သာပြုံးနေကြမသိစိတ်ကမင်းဘုံမကြောက်လို့မပြောအောင်တမယ်ပဲမျက်လုံးတွေကကြည့်ရဆိုတော့တချို့ဟာလေးတွေကကိုယ့်ရဲ့အပြုမူကလည်းအရင်ရေးကြည့်တယ်ဆိုတော့အရင်ခေတ်ကဆိုလို့ရှိရင်ဒီ golf ကမောင်းမှထုတ်တာမင်းဒီမှာလာနေတယ်မင်းသွားတော့မင်းနဲ့ကောက်ပြီးရင်မတန်ဘူးဆိုမပြောအောင်တမယ်ပဲမောင်းထုတ်တာကျွန်တော်တို့ငငယ်ရဆိုကျွန်တော်တို့ senior တွေပဲပေါင်းရတာကျွန်တော် senior ကြီးကအကုန်လုံးက do and don't တစ်ခါတည်းတင်တာဆိုနောက်ဆုံးဒီ table manner အစဆုံးတင်တာဆိုတော့ကျွန်တော်က senior တွေတကယ် old school တွေလက်ထက်မှာကျွန်တော်ကကြီးလာတဲ့ခါကျတော့ဟို do and don't ကကိုယ်တိုင်လဲစောင့်ထင်းရတယ်ကျွန်တော်တို့ဆိုလို့ရှိရင်မခေါ်ရင်မသွားအောင်အတင်းလဲလိုက်မတင်နေဘူးဘာကြောင့်လဲဆိုတော့သူ range လာတိုင်းတင်ပါမယ်လို့ဘယ်သူမှအာမမခံဘူးဆိုတော့ range လာတိုင်းကျွန်တော်ကလည်းသူ့ကိုတင်ပေးပါမယ်လို့ဘယ်သူမှလည်းအာမမခံထားဘူးဆိုတော့သူ range လာမယ်တွေ့မယ်နှုတ်ဆက်မယ်အကူညီလိုရင်သူခေါ်လိုက်မယ်မလို့ခေါ်ရင်မလို့ဘူးတယောက် coffee တောက်ဘီယာတောက်ဟလာအေးတောက်ရေးတောက်အခုတိုက်ပြီးတော့သူကလည်းအခန့်မယ်ကိုကလည်းအခန့်လို့ရတာပဲဆိုတော့လာတဲ့ player တိုင်းကသူကျင့်ကျင်တာရှိမယ်ဟလာသူမေးကျင်တာရှိမယ်အဲ့ဒါလေးတွေကသူကသူပေးလုပ်ထားတာသူတငယ်ချင်းတွေနဲ့စကားပြောချင်တာရှိမယ်အဲ့ဒါတွေကသူကသူပေးလို့သူတို့ရဲ့ privacy သူတို့ကပေးထားရတာပါခင်ဗျဆိုတော့ဟို golf ရိုက်ပြီဆိုလို့ရှိရင်ဒီကောက်သီးနဲ့သမားတယောက်ရဲ့ကျင့်ဝတ်လေးတွေကိုတော့ကျွန်တော်ကတော့မဖြစ်မနေလိုက်နာစေခြင်းဒါမှကျွန်တော်တို့တွေကဒီမြန်မာ player တွေစီကန်းရှိတယ် decent ဖြစ်တယ် smart ဖြစ်တယ်ဆိုတာကိုအတန်တိတ်နဲ့ပြနိုင်တာပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျ